ဒီနေ့လူငယ်လေးတယောက်ကလေဘာစီးပွားလုပ်ရမလဲလို့ကျွန်တော်လာမေးတဲ့အချိန်မှာကျွန်တော်ဘာပြောပြတယ်လဲတားလို့သူနေတဲ့မျိုးနဲ့မေးလိုက်တယ်ကွာတားလို့မျိုးနဲ့မှလိုက်ကြည့်လာမွေးငါးဆိုင်ကောင်းကောင်းမရှိဘူးလို့မွေးငါးဆိုင်ကောင်းကောင်းလေးလုပ်ရောင်းပါလို့မွေးငါးဆိုင်ဆိုတာဟိုအိတ်ရှိပေါင်မွေးငါးလေးကိုလေဟိုတနေ့တာဝင်ငွေလေးအတွက်ချက်တာမျိုးမဟုတ်ပဲနဲ့ဟိုအဖြစ်လေးရောင်းတာမဟုတ်ပဲနဲ့တေးချာနာလှဲဆိုလဲလှဲကောင်းကောင်းမွေးငါးဆိုင်ဆိုလဲထိုင်ကုန်လေး3-4ကုန်4-5ကုန်လောက်နေလေအဲ့ဒါဇွဲဝိုင်းလေးနဲ့ကြာနာတန့်ရှင်းနဲ့ရောင်းပါလို့ကောင်းကောင်းမွန်ရောင်းပါမွေးငါးအများစုကကြတော့ဟိုခုနောက်ပိုင်းကြတော့ငါးစေးကြီးတာနဲ့သူခိုးလာတာဖြစ်တဲ့အတွက်မွေးငါးကောင်းရောင်းမဲ့ဆိုင်မရှိလို့အစားအသောက်တွေကတကယ်တမ်းဆိုမွေးငါးဆိုတာမမြတ်ဘူးဆိုပါတက်ဝက်မြက်နော်အရေးနေမရှိဘူးဆိုရင်ကျွန်တော်ပြောလို့တာကမြန်ကြီးပွားခြင်းနဲ့ဆိုရင်တဝက်မြက်တဲ့အလုပ်တွေလုပ်ပါလို့နော်ဒီလုပ်မယ်ဆိုရင်ဒီတဝက်မြက်တဲ့အလုပ်မျိုးစားတောက်ကုန်လုပ်ငန်းတဝက်တေချာပေါက်ကျန်နော်အဖြစ်လေးရက်ွက်ထဲမှာအဖြစ်လေးနဲ့ဈေးနှုန်းချူလေးနဲ့အရန်ဈေးပေါ်လေးနဲ့အဖြစ်လေးရောက်ရင်မကြံဘူး तू ကမကြံဘူးဘာလို့လဲရောင်းအားကြောင့်မကြံတာတနေ့9000ရောက်ရရင် तू တဝက်ကြံမှာ2000ခွဲရမယ်လေ9000ရောက်ရတယ် तू ကဈေးလေးလျှော့လာတယ်ဆိုတော့ तू က1000ခွဲလောက်နဲ့ तू လိမ့်ဖဲနဲ့မတက်နိုင်မဟုတ်ဘူးစဖွင့်တဲ့ကတရက်ကို2သိန်းပိုးလောက်ရအောင်ရောင်းနိုင်မှ तू ကချမ်းသာမှာ2သိန်းပိုးလောက်ရအောင်တေချာပေါက် तू တနေ့3သိန်းကျန်သွားမယ်နော်ဒါကြောင့်မလို့ရောင်းမယ်ဆိုရင်စားတော့ကုန်နေကိုရက်ွက်ထဲမှာကိုမြို့နယ်ထဲမှာကိုရက်ွက်လေးကိုလမ်းအောင်သွားမကြည့်နဲ့နော်ကိုတမြို့နယ်လုံးသွားကြည့်တမြို့နယ်လုံးအနီးနားခဝေးကလာပြီးကိုချီကိုတကူးတကလာစားလောက်တဲ့နေရာမျိုးမှာကောင်းမွန်မရှိဘူးဆိုရင်အဲ့ဒီဟာကိုမွေးငါးမှလည်းမဟုတ်မွေးငါးဒီတန်မြန်မာတွေတဲ့တဲကြည့်ကြတယ်မွေးငါးတကယ်ကောင်းအဝေးရလာစားမှာနော်မွေးငါးတကယ်ကောင်းရအောင်အဝေးရလာစားမှာဖြစ်တဲ့အတွက်နော်ငါးကိုလည်းမခိုနဲ့အချိုမုတ်မများနဲ့ငန်းပြားကြီးကောင်းသုံးနော်ခုဆိုကျွန်တော်တို့နော်ဒါမွေးငါးကိုကျွန်တော်တို့ပွားလေးမွေးငါးတို့စတိုင်မျိုးကျွန်တော်တို့ချက်ထားတဲ့ဟာနော်တကယ်ကောင်းပါတယ်ပွားလေးမွေးငါးတော့ငရမ်းတယ်ဆိုတော့ကျွန်တော်တို့ပိုပြီးရတာပိုရှိတာကျွန်တော်တော့ပတ်ကူဖြစ်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာငရမ်းမွေးငါးကဲပေါ့ပါဦး sorry ငချင်းမွေးငါးလေးချက်ပါတယ်ကဲလာဒါလေးငါးလေးထည့်မယ်နော်ခုနေပြီနော်ရလာနော်ဆက်ဖို့ချက်လေးပြပါမယ်ကဲလာသပင်းချင်းဒီမှာချင်းနှစ်ပိတ်တာကျက်သူတွေနှစ်ပိတ်တာနော်ကဲမွေးငါအချိန်200ကိုနှစ်ပိတ်တာကြီးထည့်တယ်နော်ဒါမှတ်လို့လွယ်အောင်သပင်း8စီးလောက်ရှိတယ်နော်သပင်းအယိုးလေးတွေအောက်ခြေလေးတွေဒါနှစ်ပိတ်တာလောက်ရှိတယ်တမင်တက်ဒီရတာလေးကိုမှတ်လို့လေအောင်ကျွန်တော်ထည့်ထားတာငါးထည့်တာနော်မှတ်လို့လေအောင်ကျွန်တော်တို့အချိန်နေအောင်နှစ်ပိတ်တာနှုံးနေနေပြီးသွားလိုက်နော်မှတ်လို့လေအောင်ကဲကဲဒါလေးကိုဘုံမန်းစုအောင်ငါးတွေပွက်လာအောင်လုပ်ပဲနော်လုံးဝကျွန်တော်စီမတတ်ဘူးနော်လွယ်တယ်ဩပဲဥသာဘောဆယ်ပြီနော်ဆန်တော်မုတ်ငါးပြီဒါပဲပါတယ်ဒါကျွန်တော်ခုနထည့်တဲ့ပစ္စည်းအစုပ်ဒါအစုပ်ပဲနော်မွေးငါးချက်လေးကိုတေချာလေးပြပဲ0စနစ်ရိုက်တယ်နော်ပြေပါရပြီမပြောဘူးလေးကိုကြိုပြုတ်ထားပါတယ်နော်ပြည့်တယ်ကြီးပဲသွားနော်ချုံမအထုပ်လက်အထုပ်ပါနော်ကဲငန်းပြားကြီးကျွန်တော်တို့ငါးပိတ်တာတော့သုံးထားပါတယ်နော်ငန်းပြားကြီးငါးပိတ်တာတော့သုံးထားပါတယ်ဒါမွေးငါးတစ်ခုရဲ့အရသာဆိုတာဒီလိုဘွမ်းဘွမ်းဆိုပြီးတော့လေအောက်အန်နေမှမွေးငါးတစ်ခုကကောင်းတာဗျနော်ကဲအဲ့လိုတဲလိုက်ရင်မွေးငါးလေးအကုန်စံတော်မုံနေရောပါလေရောအကုန်လုံးကြက်လုံးဝအရသာထိမိပြီကွာဒါမွေးငါးချက်ရောက်တဲ့လူတွေအကုန်သိတယ်ကျွန်တော်ပြောတာ
နော်ဆူရစုံလည်းမရဘူးဘာကြည့်ဝမ်းမွန်းကိုထိုးနေတာအဲ့လိုချက်ပလိုက်ရတယ်ဗျာမွင်းကားတစ်ခုอ่ะခိုးလိုက်လို့တော့ရတာပေါ့ဒါပေမဲ့တော့မကောင်းအကြလေးချက်ထားတယ်နော်ကဲထည့်ဘူးဘာမှမလားဆိုထိုးပြအောင်လို့ကောက်တယ်အဲ့လိုပဲလုံးဝအောင်ကြီးကြပြီးတော့ဒီလုံးဝရှန်တက်ခံပြီးဖြစ်သွားပြီးတော့မှပြသွားတော့မှသူကကောင်းမှာကဲရတာလေးကြီးနေတယ်ဆုံးလေးပကန်းလေးပြီးနော်ကဲဒီမှာချက်နေကြမလို့ခွက်တိကြဘာမှလိုက်စရာမလို့နော်တော်တော်ကောင်းနေပါဘူးနော်ငါးရက်များတော့ချိုးတာဟုတ်ပါငါးဘက်တွေနိုင်ချင်းနဲ့ဘဲဥနိုင်ချင်းနဲ့နော်ဘဲဥအလုံးကျွန်တော်တို့400 300တာပါနော်တန်ခါ1000အတွက်ဘဲဥလုံး400ဘဲဥနိုင်ချင်းနော်ကဲဒီချက်နေနေရချက်ပြီးတော့ရောင်းကြည့်ပါအလုံးမတန်မှရတာကောင်းမယ်ဆိုတာယုံကြည်ပါလေနော်ဒီနေ့လိုက်ပေးရတော့ရောင်းစားမဲ့ရောင်းပြီးတော့အသက်မွေးမဲ့လူတွေအတွက်ထောက်ကူပေးပါနော်ကဲဒီနေ့လူတိုင်းနဲ့လူရှင်ရတော့နော်ကိုနိုင်ဦးမမင်းခိုင်တမိမပပဝင်းမမျက်နှိုးသူမအေးမြတ်သူမိသားစုကုသိုလ်ပါဒီကုသိုလ်ကြောင့်နော်ရောင်းမန်းတာပြီးဝယ်ပန်းလှပါစေစီးပွားလာပိုက်တဲ့ဒီလာတိုးတက်ပြီးတော့အလုတ်ကင်ကြံစီဒီလာတိုးတက်ပါစေဤကုသိုလ်ဒီနိဗ္ဗာန်ဤထောက်ခံဖြစ်ပါစေနောက်ဒီဘဝမှာလည်းအလွန်တမနော်ချမ်းသာကြွယ်ဝပြီးတကာလမြေကြီးထဲမှာရွှေတွေတီးပြီးတော့စီးပွားလာပါလေထားလို့တိုးတက်ပါစေအောင်ဆုမွန်ကောင်းတွေပို့တာပါတယ်ဒေဝပေါင်းကလည်းဤကုသိုလ်ကိုဝမ်းမြောက်မှုမောတာလူဖို့ဆိုပါကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓု